လိုက်ပို့ခိုင်းလိုက်လို့သူပို့ခိုင်းလိုက်တာလည်းသိလားသိတယ်ဘူးသိဘူးလေတိုးပြီးပြောထားတဲ့သူရှိဘူးလားပို့ဖို့လေမရှိဘူးအခုဒါလေးပို့ခိုင်းလိုက်တာတော့ညီမလေးတို့ဘက်ကနေပို့ခိုင်းလိုက်တာနည်းနည်းတွေ့ကြည့်ပါဦးကိုမတူလေးတွေ့ကြည့်ပါဦးကိုမတူဘယ်သူလေးရှိလဲလို့မပြောထားဘူးလားဘယ်သူမှညီမလေးဘက်ကရောပြောမထားဘူးပို့ခိုင်းလိုက်တာကောင်းလေးတယောက်ပို့ခိုင်းလိုက်တာနော်ကောင်းလေးတယောက်ပို့ခိုင်းလိုက်တာသူတို့ကလက်ခံပေးလို့ရလားအကိုကြီးပဲရှိတယ်အကိုကြီးပဲရှိတယ်တင်းတင်းထကြိုင်းနေတာဒါအကိုကြီးတော့မဟုတ်ဘူးဟုတ်လားဒါပို့ခိုင်းလိုက်တာအကိုကြီးတော့မဟုတ်ဘူးနော်ကောင်းလေးတော့ကောင်းလေးတယောက်ပို့ခိုင်းလိုက်တာကောင်းလေးကအကိုကြီးပဲဟုတ်ပါရဲ့ကောင်းလေးဆိုတာအရင်ကညီမလေးရဲ့ရီစာဟောင်းအဲ့လိုမျိုးပြောတာရီစာဟောင်းပို့ခိုင်းလိုက်တာလို့မရှိဘူးအဲ့လိုမျိုးမရှိဘူးမောင်လေးသိထားလားမသိထားဘူးတကယ်ပို့ခိုင်းလိုက်တာရီစာဟောင်းပို့ခိုင်းလိုက်တာမဟုတ်ဘူးယူထားလိုက်ရလားရီစာဟောင်းပို့ခိုင်းယူထားလိုက်ရလားလက်ခံပေးမလားရပါဘူးရပါတယ်ဟုတ်တယ်ဒီဘက်ကသဘောထားကြည့်တယ်နော်ဒါနောက်ဆုံးအနေနဲ့ပို့ခိုင်းလိုက်တာဒါလေးကတော့လက်ခံပေးတယ်ပြောထားတယ်အဖိုးကြီးပဲရှိတယ်တန်းတဲ့ဘုံကရှိတယ်ဒါလေးလက်ခံပေးပါဦးနော်အခုဒါလေးကိုလေပို့ခိုင်းလိုက်တာနိုင်ငံခြားကိုရောက်နေတဲ့အကိုကြီးနဲ့မိုင်းတွေကပို့ပေးလိုက်တာနော်ပြောမထားဘူးနဲ့ဗီဒီယိုကားတွေဘာတွေပြောဖြစ်လားမမတို့နဲ့ပြောဘာပြောသေးတော့စူရဲဆိုတာစူရဲစူရဲဟုတ်တယ်ဒီမှာအမှားစားပေးထားသေးတယ်ဖတ်ပြအောင်မယ်အမှားစားနော်ပေးထားတဲ့အမှားစားလေးရလေညီမလေးရေတဲ့ညီမလေးကိုတဲ့မမကြီးရတဲ့အရင်နှမျောတယ်တဲ့ညီမလေးတဲ့အိမ်မားတဲ့အလိမ်မာတုံးလေးတဲ့ငါညီမလေးရဲ့တဲ့မမရဲ့ရင်ထဲမှာတဲ့ညီမလေးကိုအကောင်းဆုံးဖြစ်အောင်လို့လုပ်ပေးချင်တာပါညီမလေးရဲ့တဲ့မမကတဲ့ငါညီမလေးကိုတဲ့ချစ်လို့တော့မမော်ရသေးဘူးတဲ့ငါညီမလေးကတဲ့ယောက်ျားနောက်ကိုလိုက်သွားပြီလို့ကြားလိုက်ရတဲ့အချိန်နဲ့မမဘလို့မှမယုံနိုင်ဘူးတဲ့ညီမလေးရဲ့တဲ့ဟုတ်ပါမလားလို့တဲ့မာကြီးမာတဲ့ပြားရတဲ့ခတ်ပြီးတော့တဲ့ချီမကိုင်းမိလက်မကိုင်းမိတောင်မှဖြစ်သွားတယ်တဲ့ငါညီမလေးကိုတဲ့မမကြီးကတိတ်ပြီးချစ်တာပေါ့တဲ့ညီမလေးရတဲ့အခုအိမ်အောင်ရှင်မဖြစ်သွားပြီတဲ့ညီမလေးရတဲ့မယားဝတရားနဲ့အညီနေထိုင်ရမယ်နော်တဲ့ငါညီမလေးရတဲ့အဲ့ဒါတွေကိုနားလည်လို့မမတို့ရဲ့ရင်ခွင်ထဲကနေထွက်ပြီးတော့အခြားရင်ခွင်မှာပျော်နေပြီပေါ့နော်ညီမလေးတဲ့တာယာတဲ့မိသားစုလေးကိုတဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ဟန်တီးပါနော်တဲ့ပြီးတော့တဲ့ဒီဘက်ကမောင်လေးကိုလည်းတဲ့မမကြီးရတဲ့မှားထားဦးမယ်တဲ့မမတို့ရဲ့တဲ့ညီမလေးရတဲ့အလိမ်မာတုံးလေးပါတဲ့သူ့ကိုလည်းတဲ့ပျော်ရွှင်အောင်ထားပါနော်တဲ့အမညီမလေးရတဲ့ငငယ်တဲ့ရတဲ့သူ့ကိုမဟုတ်တာမပြောလို့မရဘူးတဲ့နှစ်ခါသုံးခါပြောရင်တဲ့သူ့ဘက်ကဆက်ပြီးတော့တဲ့မမင်းနဲ့နော်တဲ့သူ့ကိုဆက်ပြီးတော့မမင်းနဲ့တဲ့မဟုတ်ရင်တဲ့သူ့မှာတဲ့သူကငိုတတ်တယ်တဲ့အရင်အငိုတန်တယ်တဲ့ဒါပေမဲ့တဲ့တိန်လုံးရဲ့အချစ်တော်လေးတဲ့မိသားစုထဲမှာလည်းတဲ့သူကအလိမ်မဆုံးနေတဲ့သူလိုချင်တာရှိရင်လည်းဖြည့်ဆည်းပေးပါနော်တဲ့သူကလည်းတဲ့အရန်ကြီးတော့မပူစားတတ်ပါဘူးတဲ့ငါညီမလေးကလည်းတဲ့မစိုးရဘူးနော်တဲ့လိုချင်တာရှိရင်လည်းတဲ့အရင်ကလို့တဲ့မမကိုတဲ့ပူစားလို့ရတယ်နော်တဲ့အမှန်တိုင်းပြောရရင်တဲ့ညီမလေးကိုတဲ့အရင်နှမျောမိတယ်တဲ့ဖြစ်ပြီးတော့မှလည်းတဲ့ဘယ်တက်နိုင်မှာတော့မလဲတဲ့တက်မှတခါတဲ့မင်္ဂလာဆောင်ရတာဆိုတော့တဲ့ညီမလေးကတော့ပြောနေမှာပေါ့နော်တဲ့အကိုကြီးရတော့တဲ့သူ့ညီမလေးကိုချစ်လို့မဝသေးပါဘူးတဲ့သူပြုစုပြောထောင်ပေးခဲ့တဲ့ပန်းလေးနှစ်ပွင့်နဲ့တပွင့်ရတော့တဲ့လေယူနဲ့အတူတဲ့သူမှနှစ်သက်ရအောင်ကြွကြတဆင်းသွားလိမ့်ပြီအကိုကြီးရတော့တဲ့အဖအရာဆိုတဲ့ဒီတာဝန်ကိုတဲ့အကိုကြီးမကြေပြုံခန့်မိဘူးနဲ့တူပါတယ်ညီမလေးတဲ့အကိုကြီးတဲ့ဆက်ပြီးတော့မရေးနိုင်တော့ဘူးတဲ့အကိုကြီးလည်းမိသားစုကိုလွမ်းတာပေါ့နော်တဲ့အခုချိန်လေးမှာတဲ့အနားမှာရှိနေမပေးနိုင်လို့တဲ့နားလည်းပေးပါနော်တဲ့နော်ပြောထားတယ်နော်ညီမလေးဒါဆိုညီမလေးနဲ့မောင်လေးကပြန်ပြီးတော့ဒီကကိုတို့မမတို့ပြန်ပြီးတော့ပြောပေးအောင်နော်မမတို့မှားထားတဲ့စကားလေးတွေကိုနားထောင်မယ်ပေါ့ပြီးတော့မမတို့ကိုလည်းဒီကိုကျေးဇူးတင်တဲ့စကားလေးတွေပေါ့အစင်တယောက်နေမယ်ဆိုတဲ့အကြောင်းလေးတွေပေါ့ပြောပြလိုက်ပါဦးပြောလေဟောလာလေးပြောလိုက်ပေါ့အားလုံးဘုန်းကြီးတို့ပြောတဲ့စကားကိုနားထောင်မယ်
တွေပြက်ကုန်မယ်ပြောလိုက်ပါနည်းနည်းလေးပြောပေးဦးမနောက်ထပ်တစ်စီးမှာထပ်ပေးဖို့ရှိသေးတယ်နောက်တစ်ယောက်တည်းပါသေးတယ်ကိုနဲ့မတို့တိစုတင်နေပေါ့ကိုကြီးနဲ့မကြီးကိုအရင်ချစ်တယ်လို့ဒါကျေးဇူးတင်တယ်လို့သမီးကိုတော့တောင်းထားပြီးတော့ကျေးဇူးတင်တယ်လို့သမီးကိုသမီးမရဘူးစိတ်မဆိုးလို့လည်းကျေးဇူးတင်ပါတော့ကိုကြီးတို့ပြီးတော့လေသူတို့တွေကအခုလိုမျိုးလေးပြန်မလာနိုင်တဲ့အတွက်လည်းစိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့အကြောင်းလေးလည်းပြောထားတယ်နော်ညီမလေးနော်အခုဒါလုံးဝမထင်မှတ်ထားဘူးပေါ့နဲ့ကျိုးပြီးပြောမထားဘဲနဲ့ပို့ပေးလိုက်တာဆိုတော့အခုဒါလေးရောက်လာတဲ့စိတ်ထဲမှာဘယ်လိုနေတော့ဝမ်းနဲ့ဝမ်းသာဖြစ်မှာပေါ့နော်အပစ္စည်းလေးလက်ခံပေးတဲ့ကျေးဇူးပါနော်ဒီမှာ surprise ကလေးကအငယ်ကောင်လေးအတွက်လည်းထည့်ပေးလိုက်တယ်တဲ့နော်ဒီအငယ်ကောင်လေးအတွက်ထည့်ပေးလိုက်တာတော့အကိုအကြီးဆုံးကထည့်ပေးလိုက်တာတဲ့နော်အောင်လေးကိုပြောထားသေးလားအကိုကြီးဟောပြောမထားဘူးပြောမထားဘူးရှောက်သွားအမှားစားလေးပေးထားသေးတယ်အမှားစားလေးကလေဒီခဏဖြုတ်လိုက်မယ်နော်အောင်လေးတက်ပြလိုက်မအကိုကြီးပေးထားတဲ့အမှားစားလေးကအငယ်ဆုံးလေးရေးတဲ့အကိုကြီးရဲ့အချစ်ဆုံးလေးတဲ့အကိုကြီးတဲ့ညီလေးနဲ့လည်းရံဖြစ်ချင်သေးတယ်တဲ့ညီကိုနှစ်ယောက်လုံးနဲ့နှစ်ပန်းလုံးချင်သေးတယ်တဲ့အရင်ကလိုပဲတဲ့အကိုကြီးတဲ့အဆလွန်ရင်တဲ့မေမေကိုပြေးတိုင်ပြောတယ်တဲ့အကိုကြီးရဲ့ညီလေးတဲ့အခုတော့တဲ့အကိုကြီးရဲ့ညီလေးတဲ့အဖော်မဲပေါ်တဲ့မေမေတဲ့ပြောနေကြစကားလေးတဲ့ညီတို့တွေအကုန်အိမ်အောင်ပြုရင်းနဲ့ငါသားလေးနဲ့ညီမညီတို့အိမ်မှာမနေကြနဲ့တဲ့အခုတော့တဲ့မေမေကအိမ်ပေါ်ကနေပြီးတော့ဆင်းသွားတာ2နှစ်နဲ့3လနဲ့17ရက်ရှိသွားပြီကွာတဲ့အကိုကြီးတဲ့မေမေကိုအရင်ပဲလွမ်းနေတဲ့ညီလေးဟာတဲ့အကိုကြီးရဲ့နောက်ဆုံးမျှော်လင့်ချက်တဲ့အကိုကြီးရဲ့နောက်ဆုံးပန်းပွင့်လေးပေါ့တဲ့အကိုကြီးတေချာပြုစုပြောထောင်ပေးမယ်နော်တဲ့ငါညီလေးတဲ့လိုချင်တာဖြစ်ချင်တာတွေကိုတဲ့ရှိရင်ပြောပါတဲ့အကိုကြီးကအကောင်းဆုံးဖြည့်ဆည်းပေးမယ်နော်တဲ့အကိုကြီးတဲ့ညီလေးတဲ့စာအုပ်စူးစမ်းနော်တဲ့ညီလေးတဲ့အရင်လဲလွမ်းနေကွာတဲ့ညီလေးဟာတဲ့အိမ်မှာအကိုကြီးရဲ့နောက်ဆုံးတဲ့အကိုကြီးရဲ့မျှော်လင့်ချက်နော်တဲ့စာစူးစမ်းနော်တဲ့အငယ်ကောင်းတဲ့မေမေမရှိလဲတဲ့အကိုကြီးရှိတယ်တဲ့အကိုကြီးရတဲ့ငါညီလေးအတွက်အကောင်းဆုံးရှေ့ရနေပြီးရက်တီပေးမယ်နော်တဲ့နော်ကိုကြီးမှထားတယ်ကဲဒါဆိုရင်မောင်လေးကပြန်ပြီးတော့ပြောပြလိုက်ပါဦးကိုကြီးအတွက် ကိုကြီးပြည့်တဲ့တိုင်းစူးစမ်းပေးပါမယ် နော်ကိုကြီးဖြစ်စေချင်တဲ့အတိုင်းစူးစမ်းပေးမယ်လိမ့်လိမ့်မမနေရမယ်နော်စာစူးစမ်းရမယ်တဲ့ပြောထားတယ်နော်အခုဒီ surprise ကလေးကလုံးဝမထင်မထားပဲနဲ့ရောက်လာတော့စိတ်ထဲမှာဘယ်လိုနေတော့ surprise ကလေးရတော့ ရမ်းပြောတယ် ဟောအရင်ပြောတာပေါ့နော်အထက်မှာမဟုတ်ဘူးတဲ့နော်ငွေသား9000ထည့်ပေးထားတယ်နော်ကျေးဇူးပါ